အားလုံးပဲမင်္ဂလာပါခင်ဗျာအခုဆက်လက်ပြီးတော့ SCR ရဲ့အသုံးချမှုပိုင်းကိုဆက်လက်ပြီးတော့ပို့ချပါမယ်အဲ့တော့ဒီပထမဦးဆုံးသုံးချတဲ့ပုံစံမျိုးစားကတော့အရိုးရှင်းဆုံးသုံးချမှုပေါ့နော် simple DC application ဖြစ်ပါတယ်သူကဘာလဲဆိုတော့ on off control of current ပေါ့ current ကို DC current ကို on off control လုပ်တာပါအဲ့တော့ဒီ second မှာသတိပြုအောင်မှာ load က end node မှာတက်ဖို့လိုပါမယ်အဲ့တော့ SCR သုံးရင်တော့သတိပြုဖို့လိုတာကဒီလောက်ကိုသုံးဆွဲတဲ့အခါမှာဒီ end node ဘက်ကပဲသုံးဆွဲလေးရှိတယ်ပေါ့နော် AC ပဲဖြစ်ဖြစ် DC ပဲဖြစ်ဖြစ်ပေါ့ SCR ကိုရောက်ပေးမဲ့ supply ဒါဆိုရင်ဒါ DC ပေါ့အဲ့တော့ DC မှာလည်းသုံးနိုင်တယ် AC မှာလည်းသုံးနိုင်တယ်သို့တော့ဒီလောက်ကိုတက်တဲ့နေရာမှာတော့ end node မှာတက်တင်တယ်ကက်သုံးမှာတက်လို့မရဘူးလားဆိုတော့ရတယ်ဒီဇိုင်းလိုအပ်ချက်ရှိမှသာကက်သုံးမှာတက်ကြတယ်အဲ့လောက်ကိုကက်သုံးဘက်မှာတက်ပြီဆိုလို့ရှိရင်ဒီ gate ကိုပေးတဲ့ bias circuit တွေပြင်ဖို့လိုတယ်အဲ့ဒါလေးရဲ့သုံးချမှုကတော့ဒီ SCR လောလောဆယ်မှာဒါ off နေမှာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ gate ကားလည်းမရဘူး။ gate ကားလည်းမရတဲ့အတွက်ကြောင့် gate ကားလည်းမရဘူး။ဒီ switch 1 off နေတယ်ဆိုရင် gate ကားလည်းမရဘူး။ gate switch 1 on လိုက်ပြီဆိုလို့ရှိရင်gate ကားလည်းရမယ်။ gate ကားလည်းရပြီးတော့ SCR ဟာ on သွားမယ်။တော့ on သွားတဲ့အခါမှာဒီ load မှာပို့ရရောက်။အဲ့တော့ SCR ကိုပြန် off ဖို့အတွက်ဆိုလို့ရှိရင် switch 2ကိုခေတ္တခဏနှိပ်လိုက်တယ်ပေါ့နော်။ခေတ္တခဏနှိပ်လိုက်။အဲ့တော့ဒီgate က positive bus လေးတခုရတယ်ပြီးရင်အဲ့ bus ကိုပြန်ပြီးတော့ဖယ်လိုက်တယ်အဲ့ဒီအခါမှာ SCR က on state ကိုရောက်သွားတယ် forward contacting region ထဲကိုရောက်သွားမယ်ရောက်သွားပြီးတဲ့အခါမှာ SCR on သွားမယ် on သွားပြီဆိုရင် board တွေကလုပ်ကိုရအဲ့တော့ဒီမှာရှိတဲ့ supply ဥပမာပြင်15 volt ဆိုပါအဲ့15 volt ကနေရာတစ်နေရာမှာခွဲကျနေတာကိုနားလည်ဖို့လိုမယ်ပေါ့နော်ဒါက load ပေါ်မှာရယ် load ပေါ်မှာရယ် SCR ပေါ်မှာအဲ့တော့SCR က off နေတယ်ဆိုရင်နော် off နေတယ်ဆိုလို့ရှိရင်အဲ့ဒီဘိုးတွေအကုန်လုံးကဘယ်မှာရှိတယ်လို့နားလည်ရမလို့ဆိုရင် SCR ပေါ်မှာရှိတယ်လို့နားလည်ရမယ်အဲ့တော့လောက်ပေါ်မှာဘိုးကမရှိဘူးပေါ့နော်ဒါ ID case ကိုပြောတာပေါ့ nearly 0အဲ့တော့အကယ်၍ SCR on သွားပြီဆိုလို့ရှိရင် SCR on သွားပြီဆိုလို့ရှိရင် on သွားတယ်ဆိုတာကSCR ကဒီလိုမျိုး close switch ဖြစ်သွားတာလေ off တယ်ဆိုတာ SCR ကဒီလို open switch ဖြစ်နေတာအဲ့တော့ on သွားပြီဆိုရင် SCR ပေါ်မှာဘိုးအားမရှိတော့ဘူး near 0အဲ့တော့ဘိုးတွေအားလုံးဟာဘယ်မှာကြာမလဲဆိုရင်လုံးမှာကြာအဲ့တော့ဘိုးဘယ်လိုကြာမလဲဆိုတာလည်းသိရမှာဖြစ်တယ်အဲ့တော့သူနဲ့ဆိုင်တဲ့ simulation ကိုဆက်ပြီးတော့လေ့လာပါမယ်အဲ့တော့အခုဒီပုံအရဆိုလို့ရှိရင်ဒါ run လိုက်မယ် run လိုက်ပြီဆိုရင်ဒီခလုတ် A ကိုနှိပ်လိုက်တယ်ခဏနှိပ်လိုက်တယ်ဆိုရင် SCR on သွားပြီအဲ့တော့ SCR ပြန် off ဖို့အတွက်ဆိုလို့ရှိရင်ခလုတ် B ကိုပြန်နှိပ်အဲ့တော့ဒီတိုင်းတာဆိုလို့ရှိရင် on နေတာလား off နေတာလားတခုခုနဲ့တိုင်းတာထားတာမရှိတဲ့အတွက်မသိနိုင်ဘူးအဲ့အတွက်မီတာနဲ့တိုင်းမယ်နော်အဲ့တော့ဒီလုံးမှာလည်းတိုင်းမယ် SCR မှာလည်းတိုင်းမယ်အဲ့နှစ်ခုရဲ့ပေါင်းခြင်းကအမြဲတမ်းဒီ Kirchhoff voltage law အရ supply end node ကိုပေးထားတဲ့ supply 15 volt ရှိနေမယ်ပေါ့နော်ဆက်သွယ်ပြီးတော့ဖြစ်တဲ့အတွက်ကြောင့် run ပါမယ်စ run ခြင်းမှာ SCR off နေမယ် off နေကြောင်း SCR ပေါ်မှာကြာမဲ့ပို့ကြည့်ခြင်းအပြင်သိနိုင်တယ်ဒီအပေါ်က meter 1 က meter 1 ရဲ့ display ရတာဖြစ်ပါတယ် meter 2 ရဲ့ display ရတာဖြစ်ပါတယ် meter 1 ကလုတ်ကိုလုတ်ကဘို့ကိုထောက်ထားတာဖြစ်တယ်အဲ့တော့လက်ရှိအနေထား SCR off နေတယ်ဘို့တွေအားလုံး supply ဘို့တွေအားလုံး SCR မှာပဲကြာတယ်လုံးမှာမရှိဘူးเนาะဒါဒီ SCR off နေတဲ့အချိန်မှာအနေငယ်တော့လေးလီကိုရှုလို့ရလောက်တဲ့အနေငယ်တော့ current ရှိတယ်ပေါ့နော်အဲဒီ current ကြောင့်ဒီမှာ leakage တစ်ခုတော့ရှိတယ်ပေါ့165.5 micro ဆိုတာနေရာကြီး0ပါပဲအဲ့တော့ SCR ကို online ပါမယ် on နေဆိုတာကခဏပဲเนาะ SCR on သွားပြီ on သွားပြီဆိုလို့ရှိရင် SCR ပေါ်မှာဘိုးက 0.6 လောက်ပဲကျန်တော့တယ်အဲ့တော့15ဘိုးကနေပြီးတော့ 0.6 ဘိုးနှုတ်လို့ကျန်တဲ့ဘိုးတွေအားလုံးဟာလုံးမှာရမှာဖြစ်တယ်အဲ့တော့ SCR ကိုပြန်ပြီးတော့ off လိုက်မယ်ဆိုရင်ဒါတစ်ချက်နှိပ်လိုက်လို့ဆိုရင် SCR ပြန်ပြီးတော့ off သွားမှာဖြစ်ပါတယ်အခုဆက်လက်ပြီးတော့စီးနေတဲ့ end node current နဲ့ gate current တွေကိုတိုင်းကြည့်မယ်ပေါ့နော်တိုင်းကြည့်ခြင်းနဲ့ဆိုလို့ရှိရင်ဒီ meter ရဲ့ connection ကိုပြင်ရမှာဖြစ်ပါတယ်ဒီ meter end node ကိုဒီနေရာ end node ကိုဖြတ်ပြီးတော့အဲ့မှာ current meter တိုက်ရမယ်နောက်တစ်ခါဒီနေရာမှာ gate မှာလမ်းကြောင်းကိုဖြတ်ပြီးတော့ ampere meter တိုက်ရမယ်
connection ပြီးပါပြီ run ကြည့်ပါဦးမယ်အဲ့တော့လက်ရှိမှာ gate က trigger မပေးဘူး gate current meter က 0 ampere အဲ့တိုင်းပဲလုံးမှလည်း current မရှိဘူးအဲ့တော့လုံးမှလည်းဒါနေရာလေး0 ampere 5 micro ampere ဆိုတာ leakage current ကိုပြတာဖြစ်ပါတယ်အဲ့တော့ SCR ကို online မယ်အဲ့တော့ SCR online တဲ့အခိုက်မှာစီးသွားတဲ့ gate current က 312.5 micro ampere ဖြစ်ပါတယ်အဲ့တော့ gate current ကိုပြန်ပြီးတော့လွှတ်လိုက်မယ်သို့တော့လောက်ကတော့ current ဆက်ရှိလောက် current ကဒီ supply 15ကို low resistance 33 ohm ဆိုလို့ဆိုရင် anode current တနည်းအားဖြင့် low current က 435.835 milliampere ရှိတယ်ပေါ့နော်အဲ့တော့ခုနကတွက်တဲ့ example နဲ့တိုက်ဆိုင်ကြည့်နိုင်ပါတယ်simulation ကနေရတဲ့ result က gate current က 312.5 micro ampere ရတယ် anode current ကကြတော့ 435.8 milliampere ရတယ်အဲ့တော့အနေငယ်တော့ကွာခြားမှုတွေတော့ရှိမယ်ဒါ simulation မှာမဟုတ်ဘူး theory calculation နဲ့တကယ် real hardware ကိုလက်တွေ့ဆောက်ပြီးတော့စမ်းသပ်စစ်ဆေးတဲ့အခါမှာလည်းအနေငယ်ကွာဟမှုတွေတော့ရှိတတ်တာဖြစ်ပါတယ်ဒါကသဘာဝပါပဲအခုဆက်လက်ပြီးတော့ဒီ SCR ရဲ့ application ပေါ့နော် emergency light လို့လည်းပြောတာပေါ့အဲ့တော့ backup lighting for power interruption အဲ့တော့ AC power မရှိတော့တဲ့အချိန်မှာ battery မီးကိုအလိုလျောက်ပြန်လင်းတဲ့စနစ်ပေါ့အဲ့တော့အခုပုံမှန်ကြည့်မယ်ဆိုရင်ဒါ step down transformer ပေါ့ဒီ voltage AC ကို short ချလိုက်တယ်120 volt ကို short ချလိုက်တယ်short ချလိုက်ပြီးတော့ D1 နဲ့ D2 နဲ့ DC ပြောင်းတယ်DC ပြောင်းလိုက်တဲ့အခါမှာဒီဘက်မှာကဒါ high voltage AC ပေါ့ high voltage AC 220 ကိုဒီဘက်မှာကျတော့ low voltage AC ပေါ့ဒီနေရာရောက်တော့ဘာဖြစ်သွားမလဲဆိုရင် DC ပေါ့ DC ကတော့ filter မှာပါတော့ setting DC ပေါ့အဲ့တော့ဒါက DC လို့နားလဲရဒါကဒီလို့ကြီးက AC မဟုတ်ဘူးပလက်ထိုးတာတော့110ခေါ်တာပေါ့နော်ပလက်ထိုးတာတော့ AC ကိုသွားထိုးတယ်သို့သောလို့ကတော့ DC ဖြစ်သွားတယ်အဲ့တော့ဒီမှာဒါဒီ rechargeable battery ပေါ့အဲ့တော့သူဘယ်လိုလုပ်မလဲဆိုရင်ရှင်နေနှစ်ရက်နဲ့စဉ်းစားရမယ်မီးလာတဲ့အချိန်တွေရယ်မီးပြတ်တဲ့အချိန်ကြမ်းမြင့်တရားမှာမီးလာရင်ဒီမီးက AC မီးကနေပြီးတော့လင်းမယ်အဲ့တော့မီးပြတ်ပြီဆိုရင်ဒီမီးက battery ရဲ့ power ကိုယူပြီးတော့လင်းမယ်အဲ့တော့အခုမီးလာတယ်ပေါ့နော်မီးလာတယ်ဆိုလို့ရှိရင်ဒီမှာဒီ diode တွေ transformer ရဲ့ D1 D2 ကနေ DC ပြောင်းလိုက်တော့ဟာဒီမှာvoltage ရှာအဲ့တော့ဒီမှာ fader capacitor တစ်လုံးလည်းပါသေးတယ်ပေါ့အဲ့တော့ဒီမှာ voltage ရတယ်အဲ့ရတဲ့ voltage က SCR ရဲ့anode ဘက်မှာရှိတဲ့ voltage ကအနည်းငယ်များအောင်ဖန်တီးထားတယ်ကတ်သို့ဘိုးက anode ဘိုးထဲများတယ်အဲ့တော့ကတ်သို့မှာရှိတဲ့ဘိုးက anode မှာရှိတဲ့ဘိုးထဲများတယ်ဆိုတာ SCR က reverse bias ဖြစ်နေတာအဲ့ reverse bias ဖြစ်ရင် SCR off မှာပဲနော် SCR off မှာ off တယ်ဆိုတဲ့အဓိပ္ပာယ်ကဒီ battery ကနေပြီးတော့ရတဲ့ DC ကဒီလမ်းကြောင်းကိုဝင်မလားအဲ့တော့ဟာဒီလမ်းကြောင်းမှာရမယ့် DC ကဒီဘက်ချမ်းကရတဲ့ပို့လွှတ်လိုက်တဲ့ DC ပဲရမယ်အဲ့တော့အဝင် AC ကနေပြီးတော့ကူးပြောင်းထားတဲ့ပြောင်းလဲထားတဲ့ DC voltage နဲ့သူကအလုံးလုံးအဲ့ဒီအချိန်ဒီမှာအဲ့ဒီ R1 D3 လမ်းကြောင်းကနေတစ်ဆင့်ဒီ battery switch port ကိုလည်းသူက charging လုပ်နေတယ်အဲ့တော့ဒီ battery ရဲ့ charge current ကို R1 နဲ့ဆုံးဖြတ်နိုင်တယ်D3 သုံးတာဒါကတော့ AC မီးပြတ်နေတဲ့အချိန်မှာ battery ကဘိုးကဒီဘက်ထဲကိုပြန်ပြီးတော့ဒီအပေါ်လမ်းကြောင်းကနေပြီးတော့เนาะ charging လမ်းကြောင်းကနေပြီးတော့ဒီကိုပြန်ပြီးတော့ရောက်မလာအောင်သူကတားပေးထားတယ်အဲ့တော့ဒီဒုတိယပုံလေးကတော့ဒါ AC မီးပြတ်သွားပြီเนาะဘိုးက0ဖြစ်သွား AC မီးမလာတော့ဘူးဆိုရင်ဒီဘက်ချမ်းက secondary မှာလည်း AC မရှိတော့ဘူးမရှိတော့တဲ့အခါမှာ high ဘက်ချမ်းမှာဒီကနေပြီးတော့ထုတ်ပေးရမယ့် DC မထွက်တော့ဒါဒီဘက် DC ဒီဘက်ချမ်းကပေးတဲ့ DC မထွက်တော့တဲ့အချိန်မှာ SCR က forward bias ရဘာကြောင့်လို့ဆိုရင် anode ကအများအားအပေါင်းဖို့ပေးထားတာဖြစ်တယ်ဒီဘက်ချမ်းကဘိုးကနှိပ်သွားပြီပေါ့နော်အဲ့တော့ခုနကတော့ဒီမီးလာတဲ့အချိန်မှာဟာဒီ capacitor ကဒီအပေါ်အပေါင်းအောက်ကအနှုတ်နဲ့သူက voltage store လုပ်ခဲ့တယ်နော် store လုပ်ခဲ့တယ်အဲ့ store လုပ်တဲ့ဘိုးတွေကမီးလဲပြတ်သွားပြီဆိုရောဒီ R1 ရဲ့ D3 ရဲ့ R3 ရဲ့ R1 ဒီမှာအပေါင်းဖို့ရှိခဲ့တာဒီမှာနှုတ်ဖို့ရှိခဲ့တာဒီမှာခုနကတော့မီးလာတော့အပေါင်းဖို့ရှိခဲ့တာဒီမှာနှုတ်ဖို့ရှိခဲ့တာအဲ့တော့အဲ့ capacitor တွေကဘိုးတွေက R1 D3 R3 လမ်းကြောင်းကနေတစ်ဆင့် discharge ဘိုးကုန်သွားမယ်အဲ့ဒီကြောင့်မို့လို့ဒီမှာဘိုးအားကျော်သွားဖို့ရှိတယ်ဒါဆိုရင် SCR for bias ရပြီးတော့ SCR on မယ် SCR on မယ် on နိုင်အောင်လဲဒီမှာ gate ကနေပြီးတော့bias ဘိုးပေးထားတယ်အဲ့တော့အဲ့ဒီဘိုးနဲ့ SCR on သွားမယ်
အဲ့တော့ဒါလေးက emergency light circuit ရဲ့အသုံးချမှုဖြစ်ပါတယ်ဒီ simulation ကတော့ backup lighting for power interaction နဲ့ဆိုင်တဲ့ circuit စမ်းသပ်မှုဖြစ်ပါတယ် simulation စမ်းသပ်မှုဖြစ်ပါတယ်အဲ့တော့ SC run လိုက်ပါပြီအခုလောလောဆယ်ကဒါလက်ရှိအနေထားဒီ DC power နဲ့ on တာဖြစ်ပါတယ်ဒါကတော့ AC power နဲ့ on တာဖြစ်ပါတယ်အဲ့တော့ AC ကလည်းဒီမှာပေးထားပြီအဲ့တော့ဒီမှာ AC volt ရှိနေတယ်ပေါ့နော်119.9ဆိုတော့120 volt ပေါ့ AC 130 volt ဒီမှာဝင်နေတယ်အဲ့တော့ဒီမီးဟာလက်ရှိမှာ AC မီးနဲ့လာနေတာဖြစ်ပါတယ်အဲ့တော့ AC မီးကိုပြတ်လိုက်မယ်ဒါ AC မီးမလာတော့ AC 0 volt ဖြစ်သွားပြီသို့တော့ battery ရဲ့ power ကိုဒီလောက်ကဆက်သုံးပြီးတော့ဒီမှာမီးဆက်ပြီးတော့လာနေတယ် interrupt မဖြစ်ဘူးပေါ့နော်အဲ့တော့မီးပြန်လာမယ်အဲ့ဒါဆိုရင်ဒီမီးက AC က power နဲ့အလုပ်လုပ်မယ်မီးပြတ်သွားပြီဆိုရင် battery က power နဲ့မီးကဆက်ပြီးတော့လင်းနိုင်မယ်အဲ့တော့အကယ်၍မီးကလည်းပြတ်နေတယ် battery power လည်းမသုံးညင်ဘူးပိတ်ထားခြင်းတယ်ဆိုလို့ဆိုရင်ဒီနောက်မှာခလုတ်တစ်ခုတတ်ထပ်တိုက်ရမယ်အဲ့ခလုတ်ကိုပိတ်လိုက်ခြင်းအပြင်အဲ့ဒီမီးကပိတ်သွားမယ်ပေါ့နော်ဒါနောက်ထပ်အသုံးချမှုတစ်ခုပါ overvoltage protection circuit ပေါ့နော်သူ့ကို crowbar circuit လို့လည်းခေါ်တယ်အဲ့တော့ဒီအသုံးချမှုကလည်းဒီ power supply တွေမှာတော်တော်များများသုံးတယ်ပေါ့နော်အဲ့တော့ဒါဆိုရင်ဒီမှာလည်း DC power supply တစ်ခုပဲ primary AC ရှိတယ်နော်ဒီမှာ secondary AC ရှိတယ် power supply unit က power DC power ကိုထုတ်ပေးလိုက်တယ်အဲ့တော့ဒီမှာ pure DC output ရအဲ့တော့ pure DC output ကို monitoring လုပ်နေတယ်နော်ဘယ်သူတွေရတော့ဆိုရင် Zener diode D1 ရဲ့ R1 ရဲ့ R2 ရဲ့က monitoring လုပ်နေတယ်နော်အဲ့ဒါကြောင့်မို့လို့အဲ့တော့ဒီ output မှာ output က board ကိုဒီ network ကစောင့်ကြည့်နေတယ်စောင့်ကြည့်ပြီးတော့ Zener board ထက်ပိုများတဲ့ board တစ်ခုဒီကနေထွက်လာပြီဆိုလို့ရှိရင် Zener on သွားမယ် Zener on သွားပြီဆိုလို့ရှိရင်ဒီလမ်းကြောင်းမှာကားရလာမယ်ကားရလာတဲ့အခါမှာ R2 ပေါ်မှာ board drop ဖြစ်မယ်အဲ့ဒီဖြစ်တဲ့ board drop ကဘယ်သူ့ကိုသွားပြီးတော့ဖြစ်စီတော့ဆိုရင် gate ကားနဲ့ရစေတယ်တနည်းအားဖြင့် trigger ဖြစ်စီတယ်ပေါ့နော် trigger ဖြစ်စီတယ် trigger ဖြစ်တဲ့အခါမှာဒီ SCR ကြီးက on သွားမယ်အဲ့တော့ SCR on သွားပြီဆိုရင်ဒီက AC ရဲ့ line ကိုဒါ low resistance ဖြစ်ဖို့ရှိတာပေါ့နော်ဒီ R3 ကအဲ့တော့ AC ရဲ့ line ကိုဒီ ground နဲ့ဆက်ပေးလိုက်တဲ့အခါမှာအဲ့ဒီမှာဒီလမ်းကြောင်းမှာဒါ short current စီမယ်တနည်းအားဖြင့် high current စီမယ်နော် high current စီမယ်အဲ့ဒီအတွက်ကြောင့်ဒီ fuse ကပြတ်သွားမယ်အဲ့ဒီလိုနီလန်အားဖြင့်ဒီဘက်ချမ်းကဒီ semiconductor တွေ circuit တွေမပြတ်စီအောင်ကာကွယ်ပေးတယ်နောက်တစ်ခုကကြတော့ light activated SCR LASCR လို့လည်းခေါ်ပါတယ်သူကတော့ဒီ SCR ပဲသို့တော့ on board အတွက် gate ကနေပြီးတော့ trigger bus ပေးမဲ့အစားlight intensity ပေးတာပေါ့နော် SCR on board အတွက်လုံလောက်တဲ့အလင်းပေးပြီးတော့ activate လုပ်တယ် gate ကိုလုံးဝလွှတ်ထားတဲ့အချိန်မှာအဲ့ဒီ SCR sensitive ဖြစ်မှုအမြင့်ဆုံးဖြစ်တယ် most sensitive အခြေအနေဖြစ်တယ် gate terminal က open ဖြစ်နေတယ်အဲ့တော့ open ဖြစ်နေတဲ့အချိန်မှာအကယ်၍အဲ့ဒီ sensitivity ကို control လုပ်ရှင်နေဆိုရင် gate to ground မှာresistor ခံခြင်းအားဖြင့်အဲ့ဒီ sensitivity level ကို control လုပ်နိုင်တယ်အလင်းနည်းနည်းလေးလာတာနဲ့ SCR on မလားအလင်းပြင်းပြင်းထန်ထန်ရမှာပဲ SCR on စီမလားဆိုတာဒီ RG နဲ့ control လုပ်တယ်ပေါ့နော်အကယ်၍ SCR ရဲ့လုံမှာ relay ကိုသာသုံးထားမယ်ဆိုရင် relay ရဲ့ contact တွေကနေပြီးတော့other AC heavy load တွေကိုဆက်ပြီးတော့သူက control လုပ်နိုင်မှာဖြစ်တယ်အဲ့တော့ဒီ heavy load ကြီးက on off တော့ဖြစ်နေတယ်သို့တော့control လုပ်တဲ့ signal ကသေးသေးလေးပေါ့နော်ဒီလိုမျိုး control စနစ်တွေရဲ့ကောင်းတဲ့အချက်တွေကိုလည်းနားလည်ဖို့တော့တူမယ်ပေါ့နော်ဆိုလိုတာကရိုးရိုးမီးကလုတ်လို့သဘောထားမယ်ဆိုရင်ဒီမှာဒါ supply DC ရှိမယ်ပေါ့နော်ဒါ load ဆိုပါစို့ဒီမှာဒါ switch ပေါ့ဒါခလုတ်ဒီလုတ်ကိုဖြတ်သွားမဲ့ကားတဲ့လုတ်ကားတဲ့တစ်ခုရှိမယ်ဟိုအပြင်20 ampere ကြီးစီးမယ်ဆိုပါဒါဆိုရင်သိကြတယ်ဒီခလုတ်ကအဲ့ဒီ20 ampere ကြီးကို switch လုပ်နေရမှာ on off လုပ်နေရမှာအဲ့တော့ဒီလိုမျိုး application တွေဆိုလို့ရှိရင်အဲ့ဒီ switch ကဒီ20 ampere ကိုခံနိုင်တဲ့ switch ဖြစ်ဖို့လည်းလိုဦးမယ်ဒါဆိုကြိုးတစ်ချက်ပေါ့နော်နောက်ဆိုကြိုးကအဲ့ဒီလုတ်ကားတဲ့ heavy လုတ်ကြီးကိုelectronic signal သေးသေးလေးနဲ့ control လုပ်မယ်ဆိုလို့ရှိရင်ဒါဘယ်လိုလုပ်မလဲအဲ့နေရာမှာ SCR တွေသုံးမယ် semiconductor device တွေကိုသုံးခြင်းအပြင် control လုပ်လို့ပုံမကောင်းမွန်တဲ့အနေအထားတစ်ခုကိုရစီမှာဖြစ်ပါတယ်